တကယ်ကြလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာကိုရီးယားအရသာကြက်ချီတော့အဆက်ချမ်းမှာဖြစ်ပါတယ်ချိုဆက်လေးဖြစ်တာကြောင့်ထမင်းနဲ့တိတ်ပြီးတော့မလိုက်ဖက်ပဲနဲ့ကျွန်တော်တို့ခောက်ဆွဲပြုတ်တွေဒါမှမဟုတ်ရင်တောက်ဆရာတစ်ခုခုနဲ့လိုက်ဖက်တဲ့ဟင်းပွဲလေးတစ်ပွဲလေးဖြစ်ပါတယ်ကြက်ချီတောက်တွေကအနံ့ရှိတတ်တာကြောင့်တရေပြုတ်ဖြစ်ပါတယ်ရေအေးထဲမှာကြက်ချီတောက်တွေထည့်မယ်အဖုံးပိတ်မယ်မီးဖွင့်မယ်ပြီးတော့ရင်ရေဆူပြီးတော့2မိနစ်လောက်ကြာတာနဲ့ကြက်ချီတောက်တွေကိုစစ်ပြီးတော့ထားပါစစ်ထားတဲ့ကြက်ချီတောက်ကိုရေအေးနဲ့ပြန်ဆေးပေးတဲ့ရပါတယ်။ပြီးတော့ရင်ဒေယိုတဲကိုပြန်ထည့်မယ်။ရင်းရယ်ကြက်သွမိတ်ရယ်ထည့်ပါတယ်။ဒါကဒီကြက်ချီတောက်ရဲ့အနံ့တွေပါပျောက်သွားအောင်လို့ပါ။ပြီးတော့ရင်စားလေးနဲ့ငယ်ထည့်တယ်။ဟင်းချက်အရက်ထည့်ပါတယ်။အကိဟင်းချက်အရက်မရှိရင်လည်းမထည့်လို့ရပါတယ်။ကျွန်တော်ကဟင်းချက်ရက်ကို2ဆွန်းလောက်ထည့်ပေးပါတယ်။ပြီးတော့ရင်ရေကိုကြက်ချီတောက်မြုပ်ရုံလောက်လေးထည့်ပြီးတော့အဖုံးပိတ်ပြီးတော့ခမန်းကြီးမိနစ်30လောက်ပြုတ်ထားပေးပါဒါဆိုရင်ကြက်ချီတောက်တွေနူးအီနေပြီဖြစ်ပါတယ်နူးအီနေတဲ့ကြက်ချီတောက်တွေကိုကျွန်တော်တို့ဆယ်ထားပေးပါကြက်ချီတောက်ပြုတ်ရည်တွေကိုအနှဲငယ်လေးပြန်သုံးပါမယ်ကြက်သွမိတ်ကို3ချောင်းလောက်ကိုအဖြူပိုင်းနဲ့အစိမ်းပိုင်းခွဲပါတယ်အဖြူပိုင်းကိုပပလေးလှီးသလိုအစိမ်းပိုင်းကိုလည်းပပလေးထိထားပေးပါအဖြူပိုင်းကိုစီတက်တဲ့နေရာမှာသုံးပြီးတော့ကြက်သွမိတ်အစိမ်းပိုင်းကိုကျွန်တော်တို့ဒီချက်ပြီးတဲ့အခါမှာအပေါ်ဖြူဖို့အတွက်သုံးပါတယ်ကြက်သွန်ဖြူကိုကြောကတော့ဓာပြရိုက်ပြီးတော့နုံနုံလေးတွေဆင်ထားပေးပါဒေယိုထဲမှာစီလေးနဲ့ငယ်ထည့်ပြီးတော့ကြက်သွန်ဖြူနဲ့ကြက်သွန်မိတ်ကိုစီတက်ပေးပါတယ်ကြက်သွန်မိတ်ကိုစီတက်တဲ့အနံ့ကလည်းမှုေးပါတယ်မှုေးလာပြီဆိုရင်ကျွန်တော်တို့တကြားထည့်တယ်အချိုကြရင်တော့တကြားပို့ထည့်ပေးပါငါးငယ်များရင်ငယ်ထည့်တယ်ပြီးသွားရင်ခုနကကြက်ပြုတ်ရည်တွေထည့်ပါတယ်နောက်ပြီးတော့မပါမဖြစ်ကိုရီးယားအနှင်းကော်ကျူးချက် sauce ကိုထည့်တယ်ကျွန်တော်ကတော့2ဆွန်းလောက်ထည့်ပါတယ် sauce တွေအားလုံးပျော်သွားအောင်မှွေပေးပါချိုဆက်လေးဖြစ်တာကြောင့်ကျွန်တော်တို့အချိုကြရင်တော့တကြားကိုပို့ပြီးတော့ထည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတကြားအစားပြားရည်လေးနဲ့ငယ်ထည့်လိုက်ပါတယ်sauce ကမပြစ်တပြစ်အနေထားရပြီဆိုရင်ခုနကရေစစ်ထားတဲ့ကြက်ချီတောက်တွေထည့်မယ်ကြက်ချီတောက်တွေကိုတီးတက်မပြုတ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ sauce ဖြော်ပြီးတော့ရေထည့်မယ်ရေထည့်ပြီးတော့ကြက်ချီတောက်တွေအားလုံးထည့်ပြီးတော့နူးအီလာတဲ့အထိပြုတ်ပြီးလို့လည်းရပါတယ် sauce တွေအနေငယ်ခန်းလာပြီဆိုရင်ငရုတ်သီးကြောက်လေးထည့်တယ်တချို့တွေကစီတက်တဲ့ခါမှာထုံတဲ့ဒီငရုတ်ကောင်းစီဖြစ်တဲ့ဝါးကြောက်စီကိုထည့်ပြီးတော့စီတက်တာလည်းကျွန်တော်တွေ့ပူပါတယ်ဒါပေမဲ့ဝါးကြောက်အနံ့နဲ့ကော်ကျူးချမ်းနဲ့မလိုက်ဖက်ဘူးလို့ထင်တာကြောင့်ကျွန်တော်ကတော့မထည့်တော့ပါဘူးခင်ဗျာ sauce တွေခပ်ပြစ်ပြစ်လေးဖြစ်လာပြီဆိုရင်ခုနကနုံနုံစင်ထားတဲ့ကြက်သွန်မိတ်တွေဖြူပြီးတော့နေလိုက်တယ်ဆိုရင်ချိုဆက်လေးနဲ့စားလို့ကောင်းတယ်ကျွန်တော်တို့ကြက်ချီတော့အဆက်လေးရပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုရတဲ့ငယ်ကြားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗီဒီယိုလေးနှစ်သိမ့်နဲ့ like and share လေးလုပ်ပြီးတော့အားပေးသွားပါအောင်ခင်ဗျာတကယ်ကြားလုံးကျမ်းမှာပျော်ရွှင်ကြပါစေဘိုင်ဘိုင်